မဟုတ်ပါဘူးမေးပါအောင်မယ်ဗာမင်းတို့ AA တွေကအားကောင်းတယ်ဟုတ်လားအင်အားကောင်းတယ်ဗာ ARD PDF တွေကပေါင်းပြီးတော့ချိန်နေတာဟမ် PDF နဲ့ AA နဲ့ပေါင်းတဲ့အင်အားကိုမင်းတို့အားကောင်းတယ်ဟုတ်လားဟာမင်းတို့ကောင်းနေတွေ့မယ်နော်ဓမ္မကြီးငါတို့အပဘူးလက်လှဆွေကမင်းတို့ဒီလေးခေါ်မှာကြည့်လိုက်နော်ဒီလေးခေါ်ပြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့ချင်ပါတယ်အခုဒီday ခေါ်ပြီးတော့အပြတ်ရှင်းမယ်ဆိုတော့ဘူးလေလာဆိုရဲ့အကြောင်းကိုလည်းရှင်းလုပ်ချင်ပါတယ်သူတို့ကိုကြည့်ဆိုကြအောင်ပါ ARD PDF တွေကပေါင်းပြီးတော့ချိန်နေတာဟမ် PDF မဟုတ်ပါဘူးမေးပါအောင်မယ်ဗာမင်းတို့ AA တွေကအားကောင်းတယ်ဟုတ်လားအင်အားကောင်းတယ်ဗာ ARD PDF တွေကပေါင်းပြီးတော့ချိန်နေတာဟမ် PDF နဲ့ AA နဲ့ပေါင်းတဲ့အင်အားကိုမင်းတို့အားကောင်းတယ်ဟုတ်လားဟာမင်းတို့ကောင်းနေတွေ့မယ်နော်ဓမ္မကြီးငါတို့အပဘူးလက်လှဆွေကမင်းတို့ဒီလေးခေါ်မှာကြည့်လိုက်နော်ဒီလေးခေါ်ပြီးဗာမင်းတို့လောက်ကတော့ကွာဟာကြည့်လိုက်ဟျောင်းရခိုင်ကိုကျွန်တော်တမတော်အင်အားစုပြီးတော့ဘယ်နည်းဒီကြာလာမလဲဘာနဲ့တူလဲဆိုတော့အေးတိုက်နေတာအေးရတမျိုးပြီးတမျိုးသိနေပါညာပေါ့နော်စစ်တွေကြောက်သူတလောက်ပဲမအောင်တော့ပဲကြံနေအဲ့ဒါဘာနဲ့တူလဲဆိုတော့ဂျာမနီလို့ပေါ့နော်နာဇီဂျာမနီဟစ်တလာအာဏာရလာတော့တပ်တော်ကြီးတွေဖွဲ့ဥရောပကိုတိုက်တမျိုးတနိုင်ငံမိတနိုင်ငံရသွားနောက်ဆိုအင်္ဂလန်ကျွန်းလေးပဲကြံတယ်အဲ့မှာအင်္ဂလန်ပြန်ပြီးတော့စုဖွဲ့ပြီးတော့မှတခါဒီသေးမှာ Normandy မှာပြန်ကန်တက်ပြီးတော့ကြီးလီပူပေါင်းစစ်ဆင်လိုက်တာနောက်ဆုံးပဲဟစ်တလာသူမိမအီဗာဘရောင်းနဲ့အစိတ်တောက်ပြီးတည်သွားကျွန်တော်မှန်းတာကတနေ့အတွင်းတော့ဖြစ်နိုင်တယ်ဒီသေးရဲ့ဖြစ်မဲ့နေရတော့ဒါတမတော်ကာဝေးဦးစီချုပ်စိတ်ထဲမှာရှိမယ်ဘယ်သူမှတော့သိနိုင်မှာမဟုတ်ဘူးအဲ့လိုဒီသေးနီးနဲ့ပြန်တိုက်လိုက်ရင်ကျွန်တော်တို့တမျိုးပြီးတမျိုးပြန်ရမယ်ပြန်ရလို့ရှိရင်ထွန်းမြတ်နိုင်တို့အုပ်စုကတော့ဘန်ကာထဲမှာအစိတ်တောက်တည်ဖို့မျိုးပြင်ထားလိုက်ကြားတယ်နော်ဟျောင်းအော်မင်းတို့ AA PDF တွေကြားတယ်နော်တိလားငါတို့အဘကဒီလေးခေါ်မှာမင်းနောက်ထပ်ဗီဒီယိုဖိုင်တစ်ခုပို့လာတယ်ထပ်ကြည့်အောင်ဘာဗီဒီယိုဖိုင်လဲမသိဘူးကဲခုစီလာမလားဟာဆောက်ဆက်တော့ကွဲပြီဗျာဘယ်လိုလုပ်မလဲဟမ်ဟိုမှာAAအောက်မှာဒူးလေးထောက်နေတာစစ်ခွေးတွေပါလားလို့ဆောက်ဆက်တော့ကွဲပြီဟမ်ငါတို့ဘာဒီလေးခေါ်ဖို့ပဲလုပ်နေတာကွာဟိုမှာAAအောက်မှာကြောက်ဖြာပေါ်မှာဒူးထောက်နေတာဟမ်ငါတို့အဘရဲ့စစ်ခွေးတွေပါလားဟာပေလိုက်ပါတော့ကွာဟမ်ဒါကြောင့်မလို့မအေလို့အဘလို့စွဲပြည်သူတွေကပြောကြတာဟိုအစကျွန်တော်ကမသိဘူးဘာဖြစ်လို့လူကြီးတွေကိုကွာမင်းတို့တွေကမအေတဲ့ကန်ရင်တုတ်ကြတယ်မအေလို့မင်းအောင်ဟိုင်းမအေလို့ဆိုးဝင်မအေလို့ဘဒူဟမ်အခုဒါကြောင့်မလို့မင်းတို့အဘတွေရဲ့နာမည်ချက်မှာမအားလားဆိုတဲ့စလုံးလေးတွေတိုးလာတယ်ဒါကြောင့်ပဲဟိုမှာကြည့်ပါဦးဘယ်လိုလုပ်မလဲကြောက်ဖြာပေါ်မှာဒူးထောင်နေပြီဘူးလက်ကြီးကဒီလေးခေါ်ဖို့လုပ်နေတယ်ကွာစိတ်မကောင်းဟမ်ကိုငွေပုလေတန်းနဲ့ပြောချင်တာဒီနေရာမှာစိတ်မကောင်းကွာစိတ်မကောင်းတော့ကြောက်ဖြူမှာဖန်ခံထိထားတဲ့စစ်သားတွေပါအများကြီးပဲအဲ့ဒီရုပ်တံကဘယ်တော့ဖမ်းထားတဲ့ရုပ်တံနဲ့တော့မတည်ဘူးဒါပေမဲ့သေချာတာကတော့ AA အောက်မှာဖမ်းခံထိထားတာစစ်တပ်ကစစ်သားတွေနော်အဲ့တော့ကြည့်ပါအခုလက်ရှိရခိုင်တပ်တော် AA ကစစ်တုပ်ပန်းတွေကိုကောင်းမွန်စွာကျွေးမွေးစောက်ရှောက်ပြီးတော့ဒီမိတဲ့စစ်ခွေးတွေမဟုတ်ဘူးနော်စစ်ခွေးတွေရဲ့သားသမီးတွေကိုပါကျွေးမွေးစောက်ရှောက်ထားတယ်အဲ့ဒီစစ်တုပ်ပန်းတွေထားတဲ့အပေါ်ကိုနော်ဘူးလက်ပြောတဲ့သူတို့ရဲ့အဘကဒီဒေးမခေါ်ဘဲနဲ့အီးလေးခေါ်လိုက်တာဘာလို့ဆိုစစ်တုပ်ပန်းတွေထားတဲ့တက်တဲ့ကိုဘုံလာကျဲချပလိုက်လို့သူတို့စစ်တပ်မိသားစုတွေရောစစ်သားတွေရောအကုန်လုံးသေကုန်တယ်သေကုန်လို့စစ်သားတွေပါငိုရီပြီးတော့ထွက်ပြောတဲ့အထိရောက်လာပြီစဉ်းစားကြည့်နော်မကြည့်ပါနော်အဲ့ဒါမြင်အောင်ပြတာကြည့်နော်ဒီဘူကြီးတွေကနဲနော်အာမုံကြည့်ဒါရှိတာနော်ကျွန်တော်ဒီမှာနည်းနည်းမြင်ဝင်းလေးကိုအဝါလေးအုပ်ထားရနော်ကိုယ်ကလေးကြည့်နဲနော်ဖမ်းကန်ဒီကကြည့်သားကြည့်သားဟမ်ကြည့်အဲ့ဒီအလောင်းမလဲဒီအဲ့ဒီတည်မျိုးဘယ်ဘောမှမကြည့်ရဘူးဘယ်ဘောမှမတည်ရဘူးကြည့်ရတဲ့ဒီနဲ့
အဲ့တော့ဒီရုပ်တံရဲ့ဒီရုပ်တံတင်ထားတာနှစ်ခုသုံးခုရဲ့အောက်မှာလေကွန်မန်းတွေကိုကျွန်တော်လိုက်ဖတ်ကြည့်တာရခိုင်တွေကဗမာတွေကအကုန်လုံးကဘာလို့ကိုစံကုန်ခံဖို့လဲရှင်းမလိုက်နော်ဖြောပလိုက်လှုပ်ပလိုက်ဆိုတဲ့ဘာလို့လိုင်းမော်တင်းနေသေးတဲ့အကုန်တုပ်ပလိုက်ဆိုတဲ့လူတွေပဲများတယ်အမှတချို့ဟိုဘယ်လိုပြောမလဲနည်းနည်းစိတ်ထိန်းနိုင်တဲ့ရခိုင်လူကြီးပိုင်းတွေကပေါ့နော်ဝေးရခိုင်တို့ပဲရေးထားတာပေါ့နင်တို့တွေရှစ်ခံစားချက်ကိုရှင်းတမ်းမတင်တဲ့ line ပေါ်မှာဒီစကားတွေမပြောနဲ့ဆိုပြီးတယောက်နဲ့တယောက်ပြန်ထိန်းတာတော့တွေ့တယ်ဒါပေမဲ့ထိန်းတဲ့လူတွေကိုတော့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်လည်းအဲ့ဒီရှင်းမလိုက်ဆိုတဲ့လူတဲကနေနော်တယောက်လို့တတ်မှတ်ပေးလိုက်ပါဘာဖြစ်လို့လဲကြည့်မနိုင်ဒါကျွန်တော်ပုံရင်လင်းပြောတာအခုကျွန်တော်ရိတ်ခါလိုက်စုတယ်ရိတ်ခါလိုက်စုရင်ရိတ်ခါလူတဲ့ပြည်သူတွေကဘာပြောတယ်ကိုစီဒါခွေးစာမပါဘူးနော်အခုဟိုတလောကတော့တုံမန်းတွေကိုဘယ်လိုလုပ်ပေးတယ်မွေးတွေပဲလုပ်ပေးတယ်ဘာညာဆိုတက်လာတယ်ဝိုင်းဆဲကြတာအဲ့ထောင်မှုတောင်ဝင်ခံအစချက်ချင်းတောင်းမှလိုက်ကြတယ်တွေ့တယ်မလားစေတနာလုံးဝမရှိတော့တာနော်အဲ့တော့ဘူးလက်ကလေဒီဘူးလက်အပါဝင်ဒီစစ်ဘုံရုပ်လူတစုကဘာကြောင့်တတိလားအောက်ရှိပြည်သူကိုသူတို့ကဒီနေ့ချိန်ထိလူရမတွင်းတာလူတို့မတတ်မှတ်နော်အဲ့တော့ဒီနေ့မှာပြည်သူတွေကသူတို့ဘယ်လိုခံစားချက်ရှိနေတယ်သူတို့မကြည့်ဘူးသူတို့မှာလက်နက်ရှိတယ်သူတို့မှာစစ်တပ်ရှိတယ်သူတို့အုပ်ချုပ်တာကိုခံရမယ်သူတို့ပြောတာကိုနားထောင်သူတို့ဒါလေးအုပ်ချုပ်သူလူတန်းစားပြည်သူကအုပ်ချုပ်ခံလူတန်းစားသူတို့အဲ့လိုတွက်ထားတာနော်အဲ့တော့အခုတူပြောတယ်ဟစ်တလာကိုနော်ဗိုလ်ချုပ်ထုံးမြတ်နိုင်လို့ဟစ်တလာနဲ့ခိုင်းနိုင်ပြီးတော့အစိတ်တောက်သိမယ်ဆိုတဲ့စကားမျိုးနဲ့သူပြောရတယ်စောက်ပေါ်ကြီးစစ်တပ်တစ်ခုရဲ့စစ်ဗိုလ်ချုပ်အစ်စ်လုံလာတဲ့လူတယောက်ရဲ့အတွေးခေါ်ပြောတဲ့စကားပေါက်လို့ဘဲစားတွေပဲထွက်ပြေးတယ်မတိဟိုသူတို့ကြန့်ခိုင်ရေးမှာလေဟိုလူပြက်ဟာတနေရမှာတူဘွားရောက်နေတာရင်နာစရာကြီးညာစစ်တပ်တို့မြန်မာတပ်မတော်အတွက်ရိုးရိုးဘိုးအစ်စ်အောင်မှဘယ်လောက်ထိအခုလက်ရှိတိုက်နေတဲ့ရခိုင်တပ်တော်အေးမှာဘိုးအစ်စ်သွားစကားပြောကြည့်ပါအဲ့ဒီဘူးလက်နဲ့ရှင်စကားချင်းပဲရှင်ပြောကြုံတနက်ချင်းရှင်ပြောမပြောနဲ့သူအနိုင်ကျင့်ရရောက်မှာဆိုလို့နော်ရှင်ပြောကြည့်ရိုးရိုးဘိုးတပွင့်အစ်စ်နော်လက်ရှိအေးနဲ့တွဲတိုက်နေတဲ့ PDF တွေတပွင့်အစ်စ်နဲ့ခေါ်မလားဟို PDF မှာတော့တပွင့်အစ်စ်မရှိဘူးကတော့ဟိုဘယ်လိုပြောမလဲစစ်ကြောင်းမှုတို့တို့တောင်းဝင်မရှိတာပေါ့ရှင်ပြောကြည့်နော်အဲ့တော့ဘူးလက်ကစစ်တပ်ထဲမှာဘိုးအစ်စ်မဟုတ်ဘူးနော်ဟုတ်တယ်မလားစစ်ဘိုလ်ချုပ်အစ်စ်နေဘူးလက်တော့ဆိုတော့အဲ့ဒီလိုအစ်စ်ကဒီလိုပေါက်လို့ပဲစား तू ကတော့ तू ကြားမှုနားဝရှိတာတွေနဲ့ဗာလဲပြောချင်တိုင်းပြောတာအဲ့လိုနိုင်ငံရေးမှာအဲ့လိုပေါက်လို့ပဲစားပြောတယ်ဆိုတာဒါဗယံမလားရက်ွက်ဆန်တယ်လေဗျာဟုတ်တယ်မလားဟစ်တလာကို तू ဗိုလ်ချုပ်ကနေဗိုလ်ချုပ်ထုံးမြင့်အောင်ဟစ်တလာနှိုင်းရှင်ပေါ်လာဟစ်တလာနဲ့အင်္ဂလန်ဖြစ်တာနိုင်ငံချင်းမတူဘူးအင်္ဂလန်အနောက်မှာအင်္ဂလန်စစ်တပ်အနောက်မှာအင်္ဂလန်ပြည်သူပြင်မဟာမိတ်တွေရှိတယ်ဟုတ်တယ်မလားဟစ်တလာကနေဆက်ကျူးကျော်သူအာနာရှင်ဖြစ်တဲ့အတွက်သူ့နိုင်ငံလူမျိုးတော်မှာသူ့အပြည့်အဝထောက်ခံတာမဟုတ်ဘူးအဲ့တော့ဟစ်တလာရှုံးမှာပေါ့လက်ရှိဗိုလ်ချုပ်ထုံးမြတ်နိုင်အနောက်မှာရခိုင်နေတယ်မဟုတ်တော့ဘူးလေဗိုလ်ချုပ်ထုံးမြတ်နိုင်ကဘာလုပ်နေလဲတော်လှန်ရေးလုပ်နေတယ်ဒီတော်လှန်ရေးမှာတိုင်းရင်းသားခေါင်းဆောင်တွေဟာသူ့လူမျိုးတစုတည်းအတွက်တော့မဟုတ်တော့ဘူးဒါပေမဲ့နှစ်မျိုးပွဲသွားတယ်တော်လှန်ရေးမလုပ်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေကတော့သူ့တိုင်းရင်းသားတော်မှာသူ့ပြန်ဆဲတာခံနေရတယ်တော်လှန်ရေးလုပ်နေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေကြတော့သူ့တိုင်းရင်းသားတွေနဲ့ထောက်ခံမှုကိုရတာမဟုတ်ဘူးတနိုင်ငံလုံးထောက်ခံမှုကိုရကုန်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဗိုလ်ချုပ်ကောင်မောင်တို့အားလုံးကြည့်နော်ဒါ TNL ကဗိုလ်ချုပ်တာဘုံကျော်လို့ဆိုပထမတစ်တန်းနှစ်ကိုစစ်စင်မှာဘလောက်လူထောက်ခံမှုရခဲ့အဲ့လိုမျိုးကိုလူမျိုးစုတွေမဟုတ်ဘူးအခြားတိုင်းတားပေါင်းစုံကအစဝိုင်းဝန်းထောက်ခံအားပေးနေတဲ့လက်နက်ကင်အဖွဲ့ခေါင်းဆောင်ကိုဒီလိုမျိုးပေါက်လို့ပဲစားစစ်ရေးမှန်းနေဆိုတော့စဉ်းစားကြည့်ပေါ့ဗျာအဲ့ဒါသူတို့ရဲ့အရေးချင်းကြည့်အဲ့လိုကောင်မျိုးတွေအောက်မှာတာဝန်ထမ်းဆောင်နေတဲ့ဒီစစ်တပ်မှမပြည့်စည်ဘယ်စစ်တပ်ပြည့်စည်တော့တနာဖို့တော့ကောင်းတယ်ရင်နာဖို့တော့ကောင်းတယ်နော်မြမတက်မတော်သားများအတွက်ကတော့ဘာဖြစ်လို့လဲမှန်ကန်တဲ့ခေါင်းပေါ်အခုဗိုလ်ချုပ်ဂုံမော်လိုမျိုးစစ်ဦးစီးချုပ်ဖြစ်ကြည့်နော်ဒီလိုမျိုးမြမတက်မတော်သားတွေအလဟတ်ကအသက်ပေးရမှာလားရှင်းလေးဗိုလ်ချုပ်ထွန်းမြတ်နိုင်လိုမျိုးစစ်ဦးချုပ်ဖြစ်ကြည့်လက်ရှိမြမတက်မတော်သားတွေအလဟတ်အသက်ပေးအောင်မလားအဲ့တော့မင်းအောင်နိုင်ကောင်မျိုးကစစ်ဦးစီးချုပ်ဖြစ်တယ်အောက်ကစစ်ဗိုလ်ရုပ်တွေလက်ရှိရှိပြီးသားတာဝန်ထမ်းဆောင်နေတဲ့စစ်ဗိုလ်ရုပ်တွေရောတာဝန်ရဲ့အနားယူရတဲ့စစ်ဗိုလ်ရုပ်တွေအားလုံးဟာဒီလိုအကျင့်ဒီလိုဇေယိုက်ဒီလိုအသွေးခေါ်ဒီလိုအဆင့်အတန်းဖြစ်နေမှတော့ဒီစစ်သားတွေဘဝဟာကြက်ကလေးညက်ကလေးလို့တဲတဲ့ရေတုံမဲ့အသက်တွေကဈေးပေါ်နေတာ
ဆုံးဖြတ်ကြည့်ဆိုအားပေးကြတဲ့အရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe like မလုပ်ရသေးရင်လည်း subscribe like လုပ်ပြီးကြပါလို့မေတ္တာရက်ခံရင်းနဲ့နောက်ထပ်ဗီဒီယိုသတင်းအသစ်တွေကိုတင်ဆက်ရင်းနဲ့ပြန်လဲဆုံစည်းကြပါစို့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်